အဘကာကွယ်ဝင်ကြီးရမှုရှင်ထမင်းစားလို့ရပါပြီရှင်ထမင်းစားရောက်ရဟုတ်ကဲ့ပါအသက်ကကြီးတာပြီဆိုတော့မစားရင်လည်းအရင်တောက်ရတယ်တောက်ရောအသာဝင်တာဒါပါဟင်ပဇွန်တုတ်ပါဗျပဇွန်တုတ်ကောပဇွန်တုတ်ကြပဇွန်တုတ်ကြီးတော့ကြဒါကငါးငပိချက်ပါဗျလားကစုံရက်ကြော်ပါဗျဒါတနည်းနည်းတို့စရာဟုတ်ကဲ့တရဒီအမဲမပြောဘူးအမကြီးတော့ကြည်တော်မှတော့မှအတန်မကြပါနဲ့သူတို့စားကောင်းတောက်ပွဲငါကအဲ့လိုစားဟောတော်တိုင်းလောက်တာအဲ့လိုနော်ဟောတော်တိုင်းလောက်တာအဲ့လိုမျိုးဟိုကတိုင်းကြီးကိုကာကွယ်နေပါတယ်ဆိုတဲ့စစ်သားကြီးလုပ်တဲ့လူပါအကြားတာဟုတ်လားမဟုတ်လားတော့မသိဘူးတနေ့ကို950ပဲရတယ်ဟင်းချက်တယ်ဘိုးကတနေ့ကို950ပဲရတယ်ဟင်းချက်တာတော့အောက်ပေါ့လူလုံးနေတာဘယ်လိုလုပ်စားကြလဲဒီကအေးစီကအမိုးကအော်အေးစီနေတော့တလို့စားရတော့ကစွဲတစီပြောက်ရ800ပါဗျဟာသူ950ကစွဲတောင်သူစားလို့မရဘူးဟာအဲ့ဒါတော့သူတော်လည်းသူတို့ဘာလုပ်နေကြတာအော်ဟောတော်လည်းဖွဲ့ပဲကောင်းတယ်ကောင်းစားကောင်းအေးဟောအန်ယူဂျီဖွဲ့အတူကြီးတွေပဲကောင်းနော်အေးငါထမင်းစားတယ်ထမင်းစားတယ်အဲ့တော့ကောင်းစားဟုတ်ကဲ့တမ်းမလားရတနေ့ကိုရေးကားဆိုနေတာပါလားမသိဘူးခင်းချစ်တယ်ဟိုကဘယ်လောက်ရတယ်ရိတ်ခါစုံငွေ950ပါဗျအေး950တကယ်ကြီးတော့မှသူစားလို့ရမှာငါသိတယ်တကယ်ကြီးလည်းစားလို့ရမှာငါသိတယ်ငါတို့ကြီးလည်းစားလို့ရမှာငါသိတယ်ပဇွန်တုတ်တွေလည်းစားလို့ရမှာငါသိတယ်အာရရဲ့ဟောဒီတိုင်းအန်ကြီးအဲ့တရားပြောပြနော်ဘာလို့ဒါဆုံးလုံးစကားမှုတော့လည်းဟိအောင်ဟမ်